ရေးကြောင်းမြန်မာလူမျိုးတယောက်ကိုတိုက်ဆိုတာဟာတကယ်ရှိပါသလားဥစ္စာဆောင်ဆိုတာရောတကယ်ရှိလားလို့မေးမိရင်တော့ဟုတ်ကဲ့ရှိပါတယ်ဒါတွေမရှိပါဘူးရှိလဲရှိတယ်မရှိလဲမရှိဘူးလို့လူတွေကဖြေတတ်ကြပါတယ်ဟုတ်ပါတယ်တိုက်တို့ဥစ္စာဆောင်တို့တကယ်ရှိတယ်မရှိဘူးနဲ့ပတ်သက်ပြီးပြောဆိုရတာဟာအင်မတန်မှလက်ဝင်လာပါတယ်အဲ့ဒီကိစ္စများဟာဗုဒ္ဓဘာသာဝင်တွေအတွက်အရေးကြီးသောကိစ္စများတော့မဟုတ်လာပါဘူးသို့တော့ဘဟုတုတအနေနဲ့တင်ဆက်ပေးချင်ပါတယ်တိုက်ဆိုတာဟာဥစ္စာပစ္စည်းတွေကိုစောင့်ရှောက်နေရတဲ့သူတကယ်လို့ခေါ်တဲ့ပိတ္တာတွေဖြစ်ပါတယ်ငကတိုက်ဆိုတာလည်းအတူတူပါပဲအရင်လူဘွားကသူတို့ရဲ့ပစ္စည်းတွေကိုဆွဲလန်းပြီးမကျွတ်မလွတ်ဘဲပြန်လဲစောင့်ရှောက်နေရတဲ့သူတွေဒါမှမဟုတ်ဆိုင်ရနတ်တွေကဒီပစ္စည်းတွေကတော့ဖျားပိုင်တဲ့ပစ္စည်းတွေမင်းတို့စောင့်ရှောက်ကြရမယ်လို့အမိန့်ပေးထားလို့စောင့်ရှောက်နေရတဲ့နတ်ပိတ္တာတွေကိုလည်းဥစ္စာဆောင်လို့ခေါ်ပါတယ်အတူတကယ်ပိတ္တာနဲ့နတ်ပိတ္တာဘယ်လိုများကွာခြားပါသလဲဆိုရင်အတူတကယ်ပိတ္တာတွေကအပယ်လေးပုံသားတွေဖြစ်ပါတယ်နတ်ပိတ္တာတွေကတော့နတ်စင်းဝင်တဲ့ပိတ္တာတွေဖြစ်ပါတယ်ထိုပိတ္တာနှမျိုးရဲ့ပြဿနာကိုကြီးသေးလေးတဲ့ဆရာတော်ဘုရားကြီးကဆွဲဆုံးကျော်ထင်ချမ်းရဲ့စာမျက်နှာ308နဲ့309ဒီဖြေကြားပေးထားပါတယ်အတိတ်ပေကတော့နတ်ပိတ္တာဆိုတာဟာလူဘဝတုန်းကမကောင်းမှုတွေလည်းလုပ်တယ်ကောင်းမှုတွေလည်းလုပ်တယ်အဲ့ဒီလူတွေတည်ဆုံးခံနေတဲ့အခါမှာကောင်းမှုကံကအားကြီးတဲ့အခါနတ်ပြည်6တက်ရွက်အောက်ဆုံးနတ်ဘုံဖြစ်တဲ့စတုမဟာရဲ့နတ်ဘုံမှာဖြစ်ကြတယ်လို့ဖြေကြားထားပါတယ်တစ်ပင်ဆောင်တဲ့နဂစုဗိမ္မာန်ဆောင်တဲ့ပုံမစုမြေဖုတ်ဘလူးရက်ခလို့ခေါ်တဲ့အပင်တိုက်အိမ်တွေမှာနတ်ကွန်းတို့မှာစောင့်နေရတဲ့ဘလူးဂုံမန်စတဲ့နတ်ပိတ္တာတွေဟာစတုမဟာရဲ့နတ်ဘုံမှာဆင်းရင်ပါပါတယ်တစ်ဆက်တည်းမှာပဲတပည့်ကန်ဆရာတော်ဘုရားကြီးရေးသားတော်မူတဲ့ပြိတ်ကြီးနိတ္တယစာအုပ်မှာစတုမဟာရဲ့နတ်ဘုံဟာနတ်မင်းကြီး၄ပါးရှိတဲ့ဘုံလို့သိရပါတယ်နတ်မင်းကြီးတွေဟာကဘာကိုလေးပိုင်းပိုင်းပြီးအုပ်ချုပ်ကြပါတယ်ဘလူးဖုတ်ပိတ်တာရုပ်ကစိုးဘုံမစိုးနတ်တွေကိုအစိုးရအနေနဲ့စီမံခန့်ခွဲပြီးအုပ်ချုပ်ကြတယ်လို့ဆိုကြပါတယ်အားလုံးကိုအချုပ်အားဖြင့်ဆိုရမယ်ဆိုရင်နတ်ပိတ္တာတွေဟာအတူတကယ်ပိတ္တာတွေနဲ့မတူပဲစတုမဟာရဲ့နတ်ဘုံမှာအကျုံးဝင်သောနတ်များဖြစ်သည့်အတွက်တရားနာခွင့်ရပါကအရိယာသူတော်စင်တွေဖြစ်နိုင်ပါတယ်အပယ်လေးပုံသားတွေဖြစ်တဲ့အတူတကယ်ပိတ္တာတွေကတော့ဆိုင်ရာအကုသိုလ်တွေကြောင့်အပယ်လေးပုံသားများဖြစ်နေရတဲ့အတွက်တရားနာခွင့်ရပါရင်လည်းအလိယာမဖြစ်နိုင်တဲ့အပြင်တရဏဂုံမင်းမတီးနိုင်ကြောင်းတပြေကံပြေကြီးနိတိယမှာရေးသားထားပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကိုးကွယ်နေတဲ့အတွင်း38မင်းအပြင်38မင်းအရန်38မင်းဟူသောနတ်များကအတူတကယ်ပိတ္တာများဖြစ်ပြီးအဲ့ဒီနတ်တွေကိုကိုးကွယ်စည်းကပ်မယ်ဆိုရင်ဗုဒ္ဓဘာသာမဟုတ်တော့ဘဲမိမိမှာရှိသောတရဏဂုံပင်ပြတ်နိုင်ကြောင်းမေတ္တာရှင်ဆရာတော်အရှင်ဇဝနာရဲ့မြတ်တရဏဂုံဓမ္မဒါနအောင်းငယ်မှာရေးသားထားပါတယ်လူတွေဘာကြောင့်တရဏဂုံပြတ်ခံပြီးကိုးကွယ်နေကြပါလိမ့်နော်ဥစ္စာဆောင်ဆိုတာကတော့နှမျိုးနှစ်စားရှိပါတယ်။တစ်မျိုးကတော့လူဘဝကမိမိတို့မြုပ်နှံထားတဲ့ယရနာရွှေငွေတွေကိုဆွဲလန်းပြီးတည်ဆုံးတဲ့အခါမှာပိတ္တာဖြစ်ရပြီးမိမိတို့ဥစ္စာကိုမိမိတို့ပြန်ဆောင်နေရတဲ့သူတကယ်ပိတ္တာမျိုးဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ရှေးဆက်ဆက်ကသာသနာပြုမင်းမြတ်ကသူတို့တည်ထားခဲ့သောဖျားเจ้าကံဇေဒီပထိုးတွေကိုနောက်တစ်ချိန်မှာပြိုပြက်ပြီးပြင်မဲ့သူမဲ့တဲ့အခါမှာပြန်လဲပြုပြင်ဖို့ငွေကြွေးမပြည့်စုံမှာကိုစိုးရိမ်မိတဲ့အတွက်တော့၎င်းဖျားတော်၎င်းကျောင်းတော်၎င်းတည်ပြီးတဲ့အခါမှာယရနာပစ္စည်းများစနစ်တကျမြုပ်နှံပြီးနေရာစာရေးချစ်ပြီးအဲ့ဒီနေရာမှာဒီပစ္စည်းတွေရှိတဲ့ထိုပစ္စည်းတို့ကိုတူးဖော်ပြီးဖျားဝေယဝိဆကျောင်းဝေယဝိဆတို့ကိုပြုလုပ်ကြရမယ်လို့ရေးသားခဲ့တဲ့စာကိုတိုက်စာလို့ခေါ်ပါတယ်အဲ့ဒီတိုက်စာကိုလည်းထိုယရနာပစ္စည်းများနဲ့ဝေယမှာမြုပ်နှံထားတတ်ကြပါတယ်ဥပမာရန်ကုန်ကရွှေတကုံဘုရားတိုက်စာကိုစကိုင်းကောင်းမှုတော်မှာထားခဲ့ပြီးစကိုင်းကောင်းမှုတော်ကတိုက်စာကိုရန်ကုန်မော်ဘီတော်တွေကဇေဒီဟောင်းတစ်ခုမှာထားခဲ့ကြတာမျိုးတွေကိုတိုက်စာလို့ခေါ်ပါတယ်။ရှင်းမြန်မာမင်းများဟာဘေးရင်ရရဓာတ်ရိုက်ဓာတ်စင်စာနီးတပေါတိုက်ဓာတ်စသောရိုးရာယုံကြည်မှုတွေအလွန်ပြင်းထန်ပါတယ်။မြန်မာမင်းတို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတွေကိုလေ့လာကြည့်တဲ့အခါမှာလမိုင်းဝန်လို့ခေါ်တဲ့ဝန်ကြီးတစ်ပါးခန့်အပ်ထားတာကိုလည်းတွေ့မြင်နိုင်ပါတယ်။ကျက်တရေဆောင်ရွှေစလဲရမင်းကြီးမြင်းမှုမင်းသားဦးမောင်မောင်တင်ဟာသူ့ရဲ့ရွှေနန်းတော်သောဝဟာရအဘိဓမ္မာလမိုင်းဝန်ဟူသည်ငါအရှင်တို့ဇာတာစန်းလက်ခတ်တို့လျောက်ပေါ်ပေါက်လာသောအရရရှိတိုက်စာများကိုဖတ်ကြားရခြင်းဖ
ဖျားတီကျောင်းဆောက်စသောကောင်းမှုတော်တွေကိုပြုရာမှာနောင်လာနောင်သားတို့အတွန့်ရှည်တည်တံ့အောင်စတေးဖို့ရာစီမံခြင်းတောင်ပြုံးပွဲယရနာကူပွဲပခန်းမင်းကြီးပွဲစသောအရရက်သောဗလီနက်စာများကိုတင်သွင်းဆက်သားရန်နှင့်ဘရင်မင်းမြတ်ကိုစားစီမံခန့်ခွဲရသူလို့လမိုင်းဝန်အမိန့်ပြန်နှံမှာထည့်သွင်းဖော်ပြထားပါတယ်လမိုင်းဝန်ဟာဘရင်ကောင်းမှုပြုတဲ့အခါမှာဘရင်နောက်ကလိုက်ပြီးဘရင်ဖျားတယ်လို့ပြီးသည့်အခါမှာနောင်အတွက်လူပြီးဆိုရင်အကျွေးကံသုံးလို့ခေါ်တဲ့မြေပေါ်ပစ္စည်းတွေကိုလူဒန်းရပါတယ်။လယ်မြေတွေကိုလည်းလူဒန်းပါတယ်။ထိုလယ်မြေတွေကိုစောင့်ရှောက်ဖို့ထောင်နေကြီးသမားများကိုပြစ်ဒဏ်ကြသူများနဲ့ပြစ်ဒဏ်ရော့ပေါ်ပြီးဖျားကျွန်ကြောင်းကျွန်ဖြစ်လူဒန်းခြင်းဖြစ်ပါတယ်။တခါတည်းမှာကျွန်တော်မျိုးတို့ကိုလည်းဖျားကျွန်ပြန်လူဒန်းပါတယ်ဆိုပြီးမိမိကိုယ်လူဒန်းပြီးဒါမှမဟုတ်အသေးကပါစသည့်လူဒန်းစားတို့ကိုလမိုင်းဝန်တင်ပြချက်ကြည့်ပြီးတင့်တော်သူလိုဖျားကျွန်ကြောင်းကျွန်အနေနဲ့လူဒန်းရခြင်းဖြစ်ပါတယ်။မြေအောက်ယရနာတွေလူပြီးပြီဆိုရင်ထိုယရနာတွေကိုစောင့်ရှောက်ဖို့ဘရင်အမိန့်နဲ့လမိုင်းဝန်ကထောင်နှံနေကြီးသမားများကိုတပ်ပြတ်စတေးတော်မူပြီးအကျွေးကံအသုံးချတော်မူပါတယ်။ထိုကိစ္စဝဝကိုဆောင်ရွက်ရသူမှာလမိုင်းဝန်ဖြစ်ပါတယ်။လမိုင်းဝန်ဟာမိဘမြေအောက်ယရနာတွေလူဒန်းပြီးတာနဲ့တပြိုင်နက်တိုက်စာကိုရေးပြီးတနေရာရာမှာထားရပါတယ်။နောင်လာနောင်သားများကထိုတိုက်စာတို့ကိုရရှိပြီးတူးဖော်ယူငင်တာကိုတိုက်တူးတယ်လို့ခေါ်ပါတယ်။မြန်မာနိုင်ငံမှာတိုက်ပေါင်း9,999တိုက်ရှိတယ်လို့ဆိုကြပါတယ်။ထိုသောတိုက်တို့ကိုအုပ်ချုပ်ပြီးစည်ရင်စရာပြုစုနေတဲ့တိုက်ချုပ်ဘိုးတော်ကြီးဆိုတာလည်းရှိသေးတယ်လို့ဆိုကြပါတယ်။တိုက်တွေဟာရေတိုက်နဲ့ကုန်းတိုက်ဆိုပြီးနှစ်မျိုးရှိပါတယ်။နဂါးတိုက်ဟာရေတိုက်ဖြစ်ပြီးတန်တပွက်ချောင်းနဲ့ကရွှေကြိုးပြူနဲ့မူလာခဲတိုက်အပြင်ဗိုလ်ထောင်ဖျားဝန်းနဲ့ကမြန်နန်းတွေတိုက်ဟာလည်းရေတိုက်စင်းဝင်ဖြစ်ပါတယ်။ကုန်းပေါ်မှာရှိတဲ့တိုက်တွေထဲမှာထူးခြားတဲ့တိုက်တွေကတော့ဂျပန်တိုက်အင်္ဂလိပ်တိုက်လို့ခေါ်တဲ့စစ်တွင်းကမြုပ်နှံထားခဲ့တဲ့ယရနာတိုက်တွေရှိတဲ့နေရာကိုဆိုပါတယ်။အဲ့ဒီတိုက်တွေကိုတော့ကုန်ပစ္စည်းထမ်းတဲ့ဖို့ပေါ်တာဆွဲလာတဲ့သူတွေကိုဂျပန်တွေကပြစ်တက်ထားခဲ့ပြီးအပြစ်ခံရတဲ့သူတွေကမလို့မကြိုဖြစ်နေကထိုယရနာတွေကိုစောင့်ရှောက်နေရတယ်လို့ဆိုကြပါတယ်။တိုက်တူးခြင်းတိုက်တူးခြင်းဆိုတာကအရင်ဘရင်တွေမြေအောက်မှာထားခဲ့ပြီးလူဒန်းခဲ့တဲ့ယရနာတွေကိုနောက်လူတွေကတူးယူလို့မရအောင်သာသနာဆောင်နတ်မင်းကြီးတွေကသူတို့ရဲ့လက်အောက်မှာရှိနေတဲ့ဘလူးစသည့်ဂုံမန်တို့ကိုအဆောင်အပြည့်လွတ်ပြီးစောင့်ရှောက်ခိုင်းတယ်လို့ဆိုကြပါတယ်။ယခုတော့ဘုရားတိုက်တွေကများသွားပြီးပုဂ္ဂလိကတိုက်တွေမရှိတော့ဘူးလို့ထင်ရပါတယ်။မဖြစ်လို့လဲဆိုရင်တချို့ကမိမိပစ္စည်းကိုမိမိပြန်ဆောင်ရတဲ့ပိဋ္ဌာမျိုးတွေဖြစ်ပြီးသူတို့ရဲ့ဆွေမျိုးတွေကိုအိမ်မက်တွေပေးပြီးတူးယူခိုင်းတတ်ကကောင်းမှုတွေပြုခိုင်းတတ်ပါတယ်။တချို့ပိဋ္ဌာတွေကတော့သူတစ်ပါးပေးတဲ့အမျှတွေကိုရရှိပြီးကျွတ်လွတ်ကကောင်းမွန်တဲ့ဘုံဘွားတွေကိုရောက်ကုန်ပြီမို့သူတို့ရဲ့ပစ္စည်းတွေကိုသာသနာဆောင်နတ်မင်းကြီးတွေကဖျားပိုင်ဖြစ်သိမ်းယူပြီးသူတို့လက်အောက်ကနတ်ပိဋ္ဌာတွေကိုစောင့်ကြောက်ခိုင်းပါတယ်။အရှင်မဟာကတ္တဗကိုရောမြတ်ကြီးဟာယခုအိန္ဒိယနိုင်ငံအတွင်းကလိုင်ငူကြီးတစ်ခုထဲမှာပြိဋိနိဗ္ဗာန်ပြုတော်မူထားပြီးသူ့ရဲ့အဋ္ဌံအရအရိမ္မီရိယမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အခါမှာတေဇောထွက်လောင်ကျွမ်းမှာမို့အဲ့ဒီတေဇောဓာတ်တွေလောင်ကျွမ်းတဲ့အခါမှာနတ်တွေကဒီယတနာတွေနဲ့အရှင်မဟာကတ္တဗကိုရောကြီးကိုပူဇော်ဖို့စုဆောင်းထားတာလို့ဆိုကြပါတယ်။ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။